လူတော်တော်များများကနိုင်ငံများသွားကြတယ်။သွားကြပြီးတော့ပြန်လာကြရင်ဘာလှုပ်ရှားကြမှာလဲ။ဘာလှုပ်ရှားကြတာတွေ့လဲ။လူတော်တော်များများကပြောကြတယ်ပေါ့နော်။နိုင်ငံသားပြန်လာတာပဲ။နိုင်ငံသားမှာပတ်စံရှာလာတယ်။ဒီမှာအေးစစ်စစ်ထိုင်စားရုံပဲ။အလုပ်ဆိုလဲရှယ်ယာထည့်လိုက်လို့ရတာပဲ။ဒီလိုလွယ်လွယ်လေးတွေးကြတယ်။ဟုတ်ပြီ။အကယ်၍ကိုရှယ်ယာထည့်လိုက်တဲ့နေရာကအဆင်မပြေတာminus ပြနေတဲ့လုပ်ငန်းဖြစ်သွားခဲ့မယ်ဆိုရင်ရောဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့မှာစဉ်းစားစရာတွေအများကြီးရှိတယ်လူတွေကတော့လွယ်လွယ်လေးတွေးလိုက်တယ်နိုင်ငံခြားမှာပတ်စံနေရှာကြရတယ်ပြန်လာရင်သူတို့မှာပတ်စံနေအများကြီးပါလာတယ်ဒီပြန်ရောက်ရင်အလုပ်လုပ်စားမယ် okay အဲ့လိုနေရာမှာနေမယ်အကောင်လုံးကအတွေးတွေကိုရက်လိုက်ကြတယ်ဒါပေမဲ့အဲ့လိုစကားအများဆုံးပြောတတ်တဲ့သူတွေအကောင်လုံးကနိုင်ငံခြားမှာအလုံးမလုပ်ဘူးတဲ့သူတွေတော်တော်များကြပါတယ်တော်တော်ဆိုတော်တော်ကိုများပါတယ်တချို့တွေကကြတော့ကသားကနိုင်ငံခြားမှာသမီးကနိုင်ငံခြားမှာဘာလုပ်ရတာလဲကျွန်တော်တို့မှာမေးစရာမေးခွန်းတွေရှိလာပြီနော်နိုင်ငံခြားရဲ့လုပ်ငန်းခွင်တွေကတော့ TV ထဲမှာလိုမျိုးအရန်ကို comfort ဖြစ်ပြီးတော့အရန် so smart ဖြစ်နေတဲ့ environment မှာပဲလောက်ရတဲ့သူလား okay အဲ့လို environment မှာလောက်ရတဲ့သူဆိုရင်တောင်မှကျမတို့တွေမှာက stress တစ်ခုအမြဲတမ်းရှိရနော်တကယ်တော့နိုင်ငံခြားမှာအလုပ်လုပ်ပြီးတော့အနိုင်ကျင့်ခံရတဲ့သူတွေအများကြီးရှိပါတယ်ကိုယ်ဗမာအချင်းချင်းနဲ့အနိုင်ကျင့်တဲ့သူရှိကြသလိုမျိုးတခြားသောနိုင်ငံခြားသားတွေကလည်းမြန်မာလူမျိုးဆိုပြီးတော့အနိုင်ကျင့်တဲ့သူတွေလည်းရှိကြတယ်အဲ့တော့ကျမတို့တွေကိုဘာဖြစ်လို့အနိုင်ကျင့်ကြတာလဲလုပ်ငန်းမှာစီနီယာဂျူနီယာပြဿနာတွေနောက်တစ်ခုကသူ့ပါတီနဲ့သူပေါ့နော်ငါနောက်မှာသူရှိတယ်တနေ့လူဆိုရင်ကအပေါင်းအသင်းမလုပ်ဘူးဒီလိုလူမျိုးတွေလည်းရှိတယ်နိုင်ငံခြားမှာဆိုရင်ငါနောက်ကမှဝင်လာတာနေဒါလုပ်လိုက်နင်ကဘာသာစကားအားနေတယ်နင့်ကငါထားခိုင်းလိုက်မယ်မန်နေဂျာမသိပါဘူးနင်ဒါလုပ်လိုက်ဆိုပြီးတော့လူလေးရှိတယ်ပြီးတော့ပြဿနာ error တစ်ခုတက်ကြည့်ဂုံးတိုက်တယ်မဟုတ်ပါဘူးသူကလောက်တာကျွန်တော်မသိဘူးကျမမသိဘူးဒီလိုမျိုးဂုံးတိုက်ခံရတဲ့သူတွေရှိတယ်တချို့ကတော့ဘာသာစကားကိုလဲဝဲပြန်ပြောတတ်တဲ့သူရှိတယ်လို့မျိုးတချို့ကြတော့ဒီဘက်မှာပေါ့နော်မိဘရဲ့လက်ငုပ်လက်ရင်းလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်လေးတွေပဲဖြစ်ဖြစ်ခြံဝင်းလေးတွေပဲဖြစ်ဖြစ်ပေါင်ခံပြီးတော့နိုင်ငံခြားသွားတဲ့လူတွေရှိတယ်တချို့လုံးဝဘာမှမသိပဲနဲ့ကိုမိသားစုပြေလဲဖို့အတွက်ဘာသာစကားဆိုလည်းမသိဘူးပညာဆိုလည်းမသိပဲနဲ့နိုင်ငံခြားထွက်သွားတဲ့သူတွေရှိအဲ့လိုလူမျိုးတွေကလေမျက်ရည်နဲ့မျက်ခွက်သူတို့မှပြန်လဲမပြောတတ်ဘူးသူတို့အနိုင်ကျင့်သမျှလဲ okay yes နဲ့ပဲသူတို့မှဒီလိုပဲခံနေရတယ်ဘယ်ကိုသွားတိုင်ရမှန်းလဲသူတို့မသိကြဘူးအဲ့တော့နိုင်ငံခြားသွားတိုင်းအဆင်ပြေလားပညာတတ်တွေရှိတယ်ပညာတတ်တွေမှာရောယုံလုပ်ငန်းအရာအနိုင်ကျင့်ခံရတာရှိတယ်ဘူလီလောက်ခံရတာရှိတယ်ဂုံးတိုက်ခံရတာလည်းရှိတာပဲနော်အဲ့တော့နိုင်ငံခြားသွားတိုင်းပတ်စံတွေလက်ကုံကြရင်သားသမီးတွေကပို့လိုက်တဲ့350 360တွေကိုမြင်နေတဲ့မိဘတွေပဲရှိနေတယ်လို့ငါသားသမီးအဲ့တလားမှာဘယ်လိုရုန်းကန်နေရလဲဆိုပြီးတော့မြင်တဲ့မိဘတွေဆိုတာ percentage နည်းနည်းလေးပဲရှိတယ်တိလားနိုင်ငံခြားသွားတိုင်းအဆင်ပြေနေတာမဟုတ်ဘူးကျမတို့မှာစိတ်နာစရာတွေရှိရင်မျိုးသိမ့်သိမ်းကြီးခံပြီးတော့ငါပတ်စံရနေတာပဲငါပတ်စံနဲ့မိသားစုကိုထောက်ပံ့နေတာပဲဆိုတဲ့အတွေးလေးတွေနဲ့အကုန်လုံးကအောက်အီးသိမ်းကြီးခံပြီးတော့အလုပ်တစ်ခုကိုဖြစ်အောင်လုပ်လာတစ်နှစ်ဖြစ်တယ်နှစ်နှစ်ဖြစ်တယ်သုံးနှစ်ဖြစ်တယ်အကုန်လုံးအဲ့လိုမျိုးအချိန်တိုင်းတာအကုန်လုံးအတွက်ကိုပေးဆက်ရတဲ့သူတို့ရဲ့အချိန်တွေကအလကားတော့မဟုတ်ဘူးအဲ့လိုအချိန်တွေမှာတစ်ဖက်မြန်မာနိုင်ငံမှာရှိတဲ့လူတွေမိဘတွေမိန်းမတွေဆွေမျိုးသားချင်းတွေအကုန်လုံးကနိုင်ငံသားမှာပဲငါတူကနိုင်ငံသားမှာပဲငါသားကနိုင်ငံသားမှာပဲငါချာနိုင်ငံသားမှာပဲဆိုပြီးတော့ဒီမှာဘာမှမလုပ်ပဲအခန့်သားထိုင်စားနေမယ်ဆိုရင်ရောဘာဖြစ်လာမှာလဲအကယ်၍များနိုင်ငံသားမှာလုပ်နေတဲ့သူတယောက်ကနေမကောင်းဖြစ်ပြီးအချမ်းကုန်ပြန်လာရခဲရသည်ရှိတော့ဘယ်လောက်ထိကျမတို့ထိုင်စားနိုင်မှာလဲကျမတို့မှာမိကုန်းတွေအများကြီးရှိတယ်တွေးရမှအများကြီးရှိပြီဟုတ်ပြီတချို့နိုင်ငံသားမှာမိတ်တွေသွားလုပ်တဲ့သူတွေရှိတယ်နော်ကျမတို့ construction ဘိုင်းတွေသွားလုပ်တဲ့သူတွေရှိတယ်ထွက်ရမယ့်ရက်ကလေးတွေကပိတ်ရက်လေးတွေထွက်ကြတယ်အတကုံးတွေပျော်လိုက်တယ်ပါလိုက်တယ်အဲ့လိုလူတွေရှိတယ်ပြီးသွားပြီလက်ထဲမှာစုမိဆောင်မိကိုပတ်စံမရှိကြတဲ့လူတွေလည်းတပုံကြီးရှိတယ်အဲ့တော့ဟုတ်ပြီသူများနိုင်ငံမှာလှုပ်သွားလို့ပြီးမြန်မာနိုင်ငံပြန်ရောက်ရင်ဘာလှုပ်စားကြမလဲလူတွေအကုန်လုံးကငယ်တဲ့အချိန်မှာစိတ်နာစရာတွေကိုမျိုးသိမ့်ပြီးတော့ကျမတို့ရုန်းကန်လှုပ်ရှားနိုင်ပေမဲ့ကျမတို့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါကျရင်ကိုယ်နိုင်ငံကိုပြန်ဖို့အတွက်ကိုစပြီးတွေးမိတယ်အဲ့လိုအချိန်မှာအားလုံးတွေးတဲ့အတွေးတစ်ခုက
လက်ရှိမြန်မာနိုင်ငံအနေအထားနဲ့ငါတို့ဘာလုပ်စားကြမလဲငါတို့နဲ့ငါတို့တိုင်းပြည်မှာငါတို့ဘာလုပ်စားကြမလဲဥပမာကျမကနေမြို့လေးမှာနေထိုင်နေသူဆိုရင်ငါနေမြို့လေးမှာငါဘာလုပ်စားရင်ရမယ်လဲငါမြို့ပြန်ရင်ရောငါဘာလုပ်စားရင်ရမယ်လဲအဲ့လိုစပြီးတော့တွေးလာကြပြီအဲ့ချိန်မှာအတွေးရတစ်ခုတည်းနော်မြန်မာပြည်ရောက်ရင်ဘာလုပ်စားကြမလဲဆိုရယ်အတွေးစပြီးဝင်တာနဲ့ကိုယ့်လက်ထဲမှာပတ်စံဘယ်လောက်ရှိလဲဆိုပြီးအရင်စကြည့်တယ်တေးကြတယ်တိန်းရာနဲ့ချီပဲချိမယ်တိန်းထောင်နဲ့ချီရှိတဲ့သူရှိနိုင်မလားတိန်းတောင်းနဲ့ချီရှိတဲ့သူရှိနိုင်မလားpercentage အနေအများကတော့မိဘတို့မိန်းမတို့ကပတ်စံလေးစုထားပေးတယ်အိမ်နေချမ်းနေမြေတွေဝယ်ထားပေးလို့ investment တစ်ခုခုလုပ်ထားပေးလို့ဒီလိုမျိုးဖြစ်နေတဲ့မိသားစုကလည်းအနေချင်းပဲရှိတယ်လို့ပိုးသမျှအကုန်စားတဲ့မိသားစုကလည်းအများကြီးကို percentage အများကြီးရှိအဲ့တော့ကိုကမြန်မာနိုင်ငံကိုပြန်ရောက်တဲ့ခါကျရင်အရင်အနည်းလို့ကိုမှရာနဲ့ချီထောင်နဲ့ချီတောင်းနဲ့ရှိသလားမရှိဘူးလားကိုမှကလုပ်ငန်းလုပ်ဖို့အတွက်လည်းငွေလည်းမရှိသလိုကိုမှတိုက်ကြီးတာကြီးလည်းမရှိဘူးသွားမေးလာရေးအတွက်ကားလည်းမရှိဘူးကိုအတွက်တန်ဖိုးကြီးတဲ့ပစ္စည်းဘာမှမရှိဘူးဆိုရင်ဘာနဲ့ရင်းနှီးစားမှလဲလို့အနေထားတစ်ခုဖြစ်လာလို့ကိုကအိမ်ပြန်ရောက်လာပြီလို့ဆိုတဲ့အတွေးလေးပဲအရင်တွေးကြည့်လိုက်ပေါ့နော်ကိုကအိမ်ပြန်ရောက်လာပြီဆိုတဲ့အတွေးလေးတွေးလိုက်ရင်တော့မှကိုရဲ့လှုပ်ရှားကိုထိုင်စားနေတဲ့သူတွေအကုန်လုံးကအချိန်တိုင်းတာတစ်ခုထိပဲကိုလက်ခံထားပြီးတော့ပြန်လာရင်မေးမယ်မေးကွန်းကနင်ဘာလှုပ်ရှားမှလဲဆိုတဲ့ဟာဖြစ်လာပြီနင်ဘာဆက်လုပ်မှလဲဆိုတဲ့မေးခွန်းတွေဖြစ်လာပြီအဲ့တော့ကိုယ့်ရဲ့မိဘပဲဖြစ်ဖြစ်ကိုယ့်ရဲ့ခင်ပွန်းဇနီးမယားပဲဖြစ်ဖြစ်ကိုယ်တိုင်ကိုယ့်လက်ထဲမှာရှိမှကိုယ့်ရဲ့ပစ္စည်းဆိုတဲ့အရာတစ်ခုကအသက်ဝင်မှာပေါ့နော်မိတ်ဆွေတချို့တော်တော်များများကြီးကျမတို့ရက်ွက်ထဲကအန်တီကြီးတွေတော်တော်များများအိုးနိုင်ငံသားမှာနှစ်အကြာကြီးလှုပ်လာတာပဲလက်ထဲမှာစုမိဆောင်ပြီးတော့ရှိမှာပေါ့အရင်အနည်းလေးလှုပ်ရှားလို့ရတာပေါ့လို့ပြောကြပါလိမ့်မယ်ဟုတ်ပြီကျမအိမ်မှာမိကုန်းပေးချင်တာဘာလှုပ်ရှားမှလဲဘလို့အရင်နှီးမျိုးကိုလှုပ်ရှားမှလဲနိုင်ငံသားမှာအလုပ်လုပ်ခဲ့တဲ့လူအများတော်တော်များများကကိုယ့်လက်ထဲကိုဥပမာပေါ့ကျမတို့က30ရတယ်ဆိုပါတော့အဲ့ဒီ30လုံးကကျမတို့နေစိတ်စားစိတ်ဖယ်ပြီးတော့ကြံတဲ့ဟာတွေကိုကိုယ့်ရဲ့သက်ဆိုင်ရာမိဘမိန်းမဆွေမျိုးသားချင်းဒါမျိုးတွေအကုန်လုံးကိုခွဲဝေပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့လက်ထဲမှာ30ရတိုင်းကျမတို့လက်ထဲမှာ30ဆိုတဲ့အရာတစ်ခုကကြံနေခဲ့တာလည်းမဟုတ်ဘူးအကုန်လုံးကမိသားစုအတွက်ဆိုတဲ့အရာတစ်ခုကိုဥတည်ပြီးတော့ပေးခဲ့ရတာကြီးပဲအဲ့ကြတဲ့ကိုရဲ့ပတ်စံလေးငို့ရဲ့အသုံးစရိတ်ဆိုပြီးယူထားတဲ့ပတ်စံတွေကကိုကသုံးပြီးတဲ့အပြင်စုထားတဲ့ပတ်စံအနည်းလေးတွေရှိကောင်းရှိလိမ့်မယ်အဲ့ဒီပတ်စံအနည်းလေးတွေကလည်းကဲ၍ကိုအရေးပေါ်နိုင်ငံသားမှာစေကန်းပြရတဲ့အချိန်ဒီမှာပတ်စံအရန်ကုန်တဲ့အပိုင်းလေးရှိတယ်အဲ့လိုမျိုးဆိုရင်အရေးပေါ်လေးမှာကိုသုံးလိုက်ရတာတွေကိုခီးသွားလိုက်ရတဲ့အမှာသုံးလိုက်ရတာမျိုးလေးတွေရှိကောင်းရှိလိမ့်မယ်ဒါကြောင့်တော်တော်များများနိုင်ငံခြားပြန်လာတဲ့လူတွေတော်တော်များများမှာအဲ့လိုဒုက္ခတွေရှိလာတယ်သူတို့မှသူတို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေတော့သူတို့ရှိလာတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းပေါ်မှာမူတည်ပြီးတော့မြန်မာနိုင်ငံမှာလှုပ်ရှားလို့ရတဲ့လုပ်ငန်းရှိတယ်လို့မလှုပ်ရှားလို့ရတဲ့လုပ်ငန်းလည်းရှိတယ်တချို့အရင်ထိလုံးဝမရှိဘဲနဲ့ဘာပြန်လုပ်ရလဲဆိုရင်ဝင်နှဲပြန်လုပ်ရတဲ့လူတွေလည်းရှိတယ်နိုင်ငံကိုပြန်မထွက်နိုင်လို့အသက်ကြီးလို့နိုင်ငံခြားကမခေါ်တော့လို့မြန်မာနိုင်ငံမှာဈေးရောင်းစားရတဲ့သူတွေတက်စီဆွဲစားရတဲ့သူတွေကျမတို့ပတ်ဝန်းကျင်မှာကျမတို့မိတ်ဆွေကြီးကြားထဲမှာကျမတို့တွေ့ဘူးကြမယ်မြင်ဘူးကြတယ်ဘယ်လိုအလုပ်ပဲဖြစ်ဖြစ်ကျမတို့ရိုးသားစွာလုပ်နေသည်ကျမတို့အားလုံးဂုဏ်ရှိပါတယ်မြန်မာနိုင်ငံမှာရိုးသားသားနဲ့အလုပ်လုပ်စားနေတဲ့ရှစ်စရာတော့မဟုတ်ပါဘူးဒါပေမဲ့နိုင်ငံခြားကိုင်မှာပြန်လာပြီးတော့မြန်မာနိုင်ငံမှာဘာမှကိုယ့်အတွက်မရှိဘူးကိုယ့်အတွက်ဘာလုပ်ရမလဲမသိဘူးကိုယ်တိုင်အချိန်ကြီးနော်နှစ်ပေါင်းများစွာကြာပြီးပေးဆက်ခဲ့ရတဲ့အချိန်တွေအများကြီးရှိအဲ့ဒီအတွက်ကြောင့်ကိုဒီမှာအဲ့လောက်ထိပေးဆက်ခဲ့ပြီးမြန်မာနိုင်ငံပြန်ရောက်တော့ဘာမှမဖြစ်ဘူးဆိုရင်ကျမတို့ပေးဆက်ခဲ့ရတဲ့အချိန်တွေအတွက်ကျမတို့အတွက်တန်ပါမလားကျမတို့မေးကြမေးခွန်းတွေအများကြီးရှိပြီဟုတ်ပြီအဲ့တော့ကျမတို့ပြဿနာတွေအားလုံးကိုကျမတို့ပြောပြပေးသွားပြီဖြေရှင်းနည်းကိုကျမဒီချိန်မှာပြောပြပေးပါမယ်ဗီဒီယိုကိုကြည့်နေတဲ့ညီကိုမောင်နှမတွေအကုန်လုံးကနိုင်ငံခြားမှာရှိတဲ့သူတွေတယောက်ဖြစ်မယ်ဆိုရင်ကျမအကြံဉာဏ်ပေးချင်တာကတော့ဒီမှာလက်ရှိအနေထားရမြန်မာနိုင်ငံကိုပြန်လာတော့မယ်လို့ကိုကစိတ်ကူးထားခဲ့မယ်တစ်ချိန်မပြန်လာသေးဘူးတစ်ချိန်ကျရင်တော့ကိုကပြန်လာရမှာပဲကျမဗီဒီယိုမြင်နေတဲ့သူတွေအကုန်လုံးကမိသားစုအတွက်ထောက်ပံ့နေရတဲ့သူတွေဖြစ်နေတော့ညာလေကိုချစ်ဖို့ကျမကတိုက်တွန်းချင်ပါတယ်
အဓိကကိုချစ်ဖို့ဆိုတာကကိုရှာတဲ့ငွေထားပါတော့တစ်လ30ရတယ်ဆိုရင်မိသားစုကို30ပို့တယ်ဒါမှမဟုတ်15သိန်းပို့တယ်ထားပေါ့သူတစ်ဝက်ကို15သိန်းပို့လိုက်တယ်အဲ့15သိန်းနဲ့ခိုင်းမော်ကျမတို့အတွက်ကိုကျမတို့ဖယ်ပြီးတော့စုဖို့စောင်းဖို့ကျမကတော့အကြံဉာဏ်ပေးချင်ပါတယ်ဟုတ်ပြီလက်ထဲမှာငွေပဲထားရမှာလားမဟုတ်ပါဘူးကျမတို့နိုင်ငံခြားမှာထားမယ်ဆိုရင်ဒေါ်လာလေးတွေရှိမယ်ကိုဟာလေးနဲ့ကိုသိန်းဆဲထားပြီးတော့ရွှေဝယ်နိုင်တဲ့သူကရွှေဝယ်ပါမြေဝယ်နိုင်တဲ့သူကမြေဝယ်ပါမြန်မာနိုင်ငံမှာလည်း installment နဲ့မြေအများကြီးရောင်းချပေးနေတာရှိပါတယ်တိုက်ခန်းဝင်နေရောင်းချပေးနေရရှိဘာလို့ဒီလိုကိစ္စမျိုးကျမကဝယ်ခိုင်းရတာလဲဆိုရင်မြေတို့ရွှေတို့ဆိုတာကတက်စီးပဲရှိပါတယ်အကြာကြီးသိမရှိရဲ့အတွက်ကြောင့်ကိုကအရင်နှီးလို့ကိုပြန်လာခဲ့သည်ရှိခဲ့တော့ကိုဒီဟာလေးတွေကိုရောင်းချထူခွဲပြီးတော့ကိုလှုပ်ချင်တဲ့ကိုနဲ့ကိုက်ညီတဲ့ကိုဝါသနာပါတဲ့အရာတခုကိုကျမတို့လုပ်လို့ရပါတယ်အဲ့တော့မြေဝယ်တဲ့ခါကျရင်လည်းဘယ်လိုမြေမျိုးဝယ်ဖို့ဘယ်လိုပုံစံမျိုးကကိုယ့်အတွက် safe site ဖြစ်နိုင်နေဆိုတဲ့ဟာလေးကိုလည်းကျွန်မနောက်ဗီဒီယိုမှာတင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုအားလုံးအတွက်တစ်ခုခုကြံရစ်မယ်လို့မေးထင်ပါတယ်အဲ့အတွက်ကြောင့်မေးရဲ့ဗီဒီယိုလေးတွေကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နဲ့နောက်ထပ်ဗီဒီယိုများမှာလည်းမိတ်ဆွေတို့အားလုံးအတွက်ဟိုဟာတစ်ခုကို level up လုပ်လိုက်ကြရအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်